ရှင်နာခါဝါမြောက်တကောင်ရဲ့ခွဲဟောင်းဝင်ခံချက်များခွမ်မစင်ရင်စုမှရှိရဲ့ရေပူစမ်းမြို့လေးမှာပေါ့ဂျပန်စတိုင်တဲခိုကန်လေးတစ်ခုမှာမြောက်အိုတကောင်နဲ့ကျွန်တော်ဆောင်ခဲ့ပါတယ်တဲခိုကန်ကတောဆန်ဆန်ရိုးရိုးလေးပါတိတိကျကျပြောရရင်အိုဟောင်းနေပါပြီပြိုကျလို့နေပြီကျွန်တော်အဲ့ဒီမှာတညတာတဲဖြစ်ခဲ့ပါတယ်အဲ့ဒီတုန်းကကျွန်တော်စိတ်ပါရရွှဲလွှဲနေခဲ့တာရေပူစမ်းမြို့လေးကိုရောက်လို့ရထားဘော်ကဆင်းလိုက်တော့အချိန်ကည9 နာရီကျော်ဆောင်းဦးနှောင်းကာလမို့နေဝင်တာလဲကြာလာပြီရေတက်ပြရအောင်အမောင်တို့ကအဲ့ဒီနေရာလေးကိုအထူးသဖြင့်တောင်တွေရှိတဲ့ဘက်ခြမ်းကိုလွှမ်းခြုံထားခဲ့တောင်ထိပ်တွေစီကတိုက်ခတ်လာတဲ့ခိုက်တုံလီအေးကြောင့်လမ်းကြားတစ်လျှောက်ကလက်သီးစုပ်အရွယ်တိရွက်တွေဟာတဖြစ်ဖြစ်မြည်နေတယ်တဲခိုရတနေရာရှာဖို့အတွက်ရေပူစမ်းမြို့လေးရဲ့မြို့လေးကောင်ကိုကျွန်တော်ရှောက်လာခဲ့တယ်။ဒါပေမဲ့အစ်စ်မီတဲခိုကန်တွေကညစာစားချိန်ကြော်ဝိုင်းရင်ဧည့်သည်လက်မခံတော့ဘူးတဲ့။9 နေရာ6 နေရာလောက်ပြီးကြည့်ပေမဲ့အားလုံးကကျွန်တော်ကိုညှင်းဆန်ခဲ့ကြ။အဆုံးမှာတော့မြို့ပြင်ကလူသူ6ခတ်တဲ့နေရာတစ်ခုမှာညစာမပါတဲ့တဲခိုစားတောက်ဆိုင်လေးကိုအမတ်မထင်တွေ့ခဲ့ရတယ်။စွန့်ပြေခံထားရတယ်လို့တော့ထင်ရတဲ့တဲခုကန်လေးအင်းချီယာမဲရီနေတဲ့နေရာတစ်ခုလိုခနော်နီခနော်နဲ့ဒီတဲခုကန်ကနှစ်ပရိစေတာများစွာကိုဖြတ်တန်းခဲ့ပြီးပြီ။ဒါပေမဲ့ဒီလောက်သက်တမ်းရှိနေပြီးသားခေဟောင်းတဲခုကန်စီကနေမျောလင်းလို့ရနိုင်တဲ့သဘောကျစရာအငွေသက်မှန်သမျှအဲ့မှာတခုမှရှိမနေခဲ့ပါဘူး။တိုက်ဖက်မှုမရှိတဲ့အတီးအဆက်တွေကဟိုတစားဒီတစားနဲ့အတော်လေးရွဲဆောင်နေကြသည်အလင်းစလျိုပြပြရောပြင်ထားသလိုမျိုးပဲငလင်းတစ်ခါလောက်လှုပ်လိုက်ရင်ခံနိုင်ပါမလားလို့တော့တွေးမိရဲ့ဒီနေ့နဲ့မနက်ဖြန်မှာဘလို့တုံခါမှုမျိုးမှမဖြစ်ပါစေနဲ့လို့မျှော်လင့်အောင်ပေါ့တဲခိုကန်ကညစာမချွေးပေမဲ့မနက်စာတော့ပါတယ်ပြောပါတယ်တညတာတဲခိုစီရိတ်ကလည်းမယုံနိုင်လောက်အောင်ကိုတက်တာပါတယ်ဝင်ပေါက်အတွင်းမှာအဲကျိုကောင်တာရိုးရိုးလေးရှိတယ်။ကောင်တာနောက်မှာသပင်လုံးဝမရှိတော့တဲ့မျက်ခုံးမွေးတောင်မဲ့နေပြီဖြစ်တဲ့အဖိုးကြီးတယောက်ထိုင်နေတယ်။သူကကျွန်တော်ပြီးတဲ့တညစာကြိုငွေကိုလက်ခံထားလိုက်တယ်။မျက်ခုံးမွေးမရှိတော့လို့သူ့မျက်လုံးတွေကထူးဆန်းသိတာစွာတလက်လက်တောင်းနေလေရဲ့။သူ့ဘေးကထိုင်အုံးလေးပေါ်မှာတော့အညူရောင်ရှေးခဲကြောင်တစ်ကောင်အိတ်နေတယ်။ကြောင်ရဲ့နှာခေါင်းတွေတခုခုဖြစ်နေတဲ့ထင်ပါကျွန်တော်ကြားဘူးသမျှကြောင်ဟောက်တန်တွေရဲ့ဒီကြောင်ဟောက်တာအကျယ်ဆုံးပဲတစ်ချက်တော့စီးချက်ကြနေတဲ့သူ့ဟောက်တန်ကနေစီးချက်တစ်ခုပြတ်တောင်းဖြစ်နေတဲ့လိုမျိုးဒီတဲခုကန်လေးကအရာရာဟာအိုဟောင်းရှေးကြပြီးပြိုလဲနေကြတယ်လို့ပါပဲကျွန်တော်ကိုလိုက်ပြတဲ့အခန်းလေးကတေးသေးလေးပါသူတို့ဖူတန်အိယာခင်းတွေလာထားလေးရှိနေကြနေရာတစ်ခုဖြစ်ပုံရပါတယ်မျက်နှာချက်မီးအောင်ကလည်းခပ်မိန်ပေါ့ဂျပန်တော်တာမီဖျားရီအောက်ကချမ်းပင်ကတော့လမ်းလျှောက်လိုက်တိုင်းရှင်ထိတ်စရာချွတ်အတန်တွေပေးပါတယ်ဒါပေမဲ့လည်းနေရာကောင်းရဖို့ကအချိန်လင်းနေခဲ့ပြီလေအပေါ်မှာခေါင်မိုးနဲ့အောက်မှာဖူတန်အခင်းရှိနေရကိုပဲကျင်းလိုက်တော့လို့ကိုပြောနေမိပါတယ်ကျွန်တော်ရဲ့တခုတည်းတော့အဝေးအိတ်ဖြစ်တဲ့ပခုံးလွယ်အိတ်ကြီးကိုကျမ်းပေါ်ချထားလိုက်ပြီးမြို့ထဲကိုပြန်ထွက်လာလိုက်တယ်။ဒီအခန်းကကျွန်တော်အချိန်ဖြုံးကျင်တဲ့အခန်းမျိုးမှမဟုတ်တာ။အနီးနားကဆိုဖခောက်ဆွဲဆိုင်တစ်ဆိုင်ကိုသွားပြီးတာမန်ညစာတနတ်စားဖြစ်တယ်။တခြားလဲဘယ်ဆိုင်မှမဖွင့်တော့မို့ဒါကိုဝဲစားမလားဘာမှမစားဘဲနေမလားရွေးရတဲ့အချိန်တွေပါ။ဘီယာတောက်တယ်။ဘာကအမီးတချို့စားတယ်။ပြီးတော့ဆိုဖခောက်ဆွဲပူလေးရောပေါ့ဒီဆိုင်ရဆိုဖကတာမန်ပါပဲအရေးကနှွေးတယ်ဆိုရုံလေးဒါပေမဲ့ကျွန်တော်ထပ်မကြီးတော့ပါဘူးလေဘိုင်ဟောင်းလောင်းနဲ့အေးရမယ့်အရေးထက်ခုလိုစားလိုက်ရတာကပိုကောင်းတာသိကြပါတယ်ဆိုဖဆိုင်ကထွက်လာတော့ဝီစကီပလင်းလေးတစ်လုံးလောက်နဲ့စားစရာမုန့်နေလောက်ဝယ်ဖို့စိတ်ကူးပြီးပေမဲ့စတိုးဆိုင်ရှာမတွေ့ပါဘူးအချိန်ကည8 နာရီကျော်ဖွင့်ထားဆဲဆိုလို့ရေပူစမ်းမြို့လေးတွေမှာတွေ့ရတတ်တဲ့တနတ်ပြစ်မုတ်ယူဆိုင်လေးတွေပဲရှိပါတယ်
အဲ့တော့လေတဲကိုကန်လေးစီတန်းပြန်လျှောက်လာရှုခတာရပန်ရင်ဆိုးဝစ်စုံကိုလဲပြီးရေချိုးဖို့အောက်ထပ်ကိုဆင်းလာခဲ့တိုက်ပါတယ်။ဟောင်းနှန်းဆုပ်ပြတ်နေတဲ့အဆောက်အအုံပေးထားတဲ့ဝန်ဆောင်မှုတွေနဲ့ရှင်လိုက်ရင်ဒီတဲကိုကန်ရဲ့ရေပူစမ်းမှရေချိုးရတာကလုံးဝအံ့ဖွယ်အမိုက်စားပါပဲ။အငွေးထနေတဲ့ရေပူတွေကအစိမ့်ရင်အောင်ရိုးရိုးရည်နဲ့ရောဆက်မထားဘူး။ဆာဖာနန်းကလည်းကျွန်တော်ခြုံဘူးသမျှဘယ်အရာထပ်မဆိုပို့ပြီးဆူရှပြင်းထန်နေသည်ကျွန်တော်ရေစိမ်လိုက်ပြီးအယိုးထဲထိနှွေးသွားအောင်နေလိုက်တယ်ဘေးမှာရေစိမ်နေသူတယောက်မှမရှိပါဘူးဒီနေရာကြီးမှာကျွန်တော်ကလွယ်ပြီးဘယ်သူမှရှိမယ်လို့တော့မထင်မိဘူးဗျအဲ့ဒီတော့ကျွန်တော်လေးစိမ်ခံပြီးအကြာကြီးရေစိမ်နေလိုက်တာပေါ့ခဏကြာတော့ခေါင်းနဲ့နောက်ချင်တာနဲ့တက်တာအောင်အပြင်ထွက်တခါရေစိမ်ကြီးစီပိုင်းနဲ့ပြန်လာဆုတ်ချနေပုံပေါက်တဲ့ဒီတဲခိုကန်လေးကတကယ်တမ်းကျအရွေးကောင်းလေးဖြစ်သွားသလိုပဲလို့ကျွန်တော်တွေးနေမိရဲ့ဒီတပ်ပူကြီးရဲ့တဲခိုကန်တွေမှာစူညံနေတဲ့လူအုပ်ကြီးနဲ့ရေစိမ်ရမှထက်တော့အခုလိုလေးကတေချာဘောပိုအေးချမ်းတာပေါ့ဗျာကျွန်တော်၃ချိန်မြောက်ရေပြန်စိမ်နေတော့မှတကားခောက်တန်တွေကိုကြားရပြီးမြောက်တကောင်စလိုက်တကားကိုဖွင့်ဝင်လာခဲ့ခွင့်ပြုပါခင်ဗျာသူကအတန်တူးလေးနဲ့ပြောလာတယ်ဒါဟာမြောက်တကောင်ပဲဆိုတာကိုနားလည်ဖို့ကျွန်တော်အတော်လေးအချိန်ယူစဉ်းစားလိုက်ရရင်နွေးပူပူထူထူတွေကြောင့်နည်းနည်းမှင်တက်မိနေပြီးမြောက်တကောင်စကားပြောတာကိုကြားရဖို့လဲဘလို့မှမျှော်လင့်မထားတာမို့မြင်နေရတာနဲ့ဒါဟာတကယ်မြောက်တကောင်ပဲဆိုတဲ့အချက်နှစ်ချက်ကြားကိုကျွန်တော်ချက်ချင်းဆက်မတွေးနိုင်ခဲ့ဘူးမှန်စလိုက်တကားကိုပြန်ပိတ်လိုက်တဲ့မြောက်ကိုရင်နွေးငွေးတွေကြားရနေနားမနေနိုင်စွာလှမ်းကြည့်ရင်ကျွန်တော်အုံနောက်တစားစီပြန်ကျဲသွားသလိုခံစားလိုက်ရတယ်သူကလဲနေတဲ့ရေပုံးလေးတွေကိုလိုက်ထောင်နေသာမိုမီတာတစ်ချောင်းကိုရေချိုးစီစဲစိုက်ပြီးအပူချိန်တိုင်းနေထိုင်ခွက်လက်တံကိုစိတ်ဆက်ကြည့်တယ်ပြီးတော့ယောဂပိုးတစ်ခုရဲ့မျိုးစိတ်သက်တွေကိုခွဲခြမ်းကြည့်နေတဲ့ဘက်တီးရီးယားပညာရှင်တယောက်လိုမျိုးသူ့မျက်လုံးတွေကျဉ်သွားတယ်ရေချိုးရတာအချိန်နေဘလို့ရှိလဲဗျမြောက်ကကျွန်တော်ကိုမေးလာပါတယ်အရန်ကောင်းပါတယ်ကျေးဇူးပါလို့ကျွန်တော်ပြောလိုက်တယ်ကျွန်တော်အတန်ကရေနွေးငွေတွေကြားမှာတိတ်တီးနူးညံ့စွာပဲ့တင်ထန့်နေခဲ့ပါရဲ့အတန်ကဒန်းနာကြီးဆန်နေကျွန်တော်စီကထွက်လာတာနဲ့မတူဘူးတောနက်တွေကပြန်လာတဲ့အတိတ်ကပဲ့တင်တန်တစ်ခုနဲ့ပိုတူနေတယ်ပြီးတော့အဲ့ဒီပဲ့တင်တန်ကဒါနဲ့နေပါအောင်မြောက်တကောင်ကဒီမှာဘာလာလုံးနေရလဲဘာလို့လူစကားပြောနေရလဲခင်ဗျားနောက်ကျောကိုကျွန်တော်ခြေတွန်းပေးရမလားခင်ဗျာမြောက်ကမေးအတန်တိုးနေပါပဲခင်ဗျားတို့လုံးဝမျှော်လင့်ထားမှာမဟုတ်ဘူးသူ့မှာဒူးဘာရီတုံးတစ်ခုရဲ့အတန်လိုမျိုးကြည်လင်ပြီးဆွဲမတ်ဖွယ်ကောင်းတဲ့အတန်ရှိတယ်ဒါပေမဲ့သူ့အတန်ကဘာမှတော့ထူးခြားမနေပါဘူးမျက်လုံးမိတ်ပြီးနားထောင်လိုက်မယ်ဆိုရင်တာမန်လူတယောက်စကားပြောနေတယ်လို့ပဲခင်ဗျားတို့ထင်မိကြမှာပါဟုတ်ကဲ့ကျေးဇူးပဲလို့ကျွန်တော်ပြန်ပြောလိုက်တယ်တယောက်ရောက်လာပြီးကျွန်တော်နောက်ကျောကိုခြေတွန်းပေးဖို့ထိုင်ဆောင်နေတာလားဆိုရင်တော့မဟုတ်ဘူးပြောဗျာဒါပေမဲ့ကျွန်တော်သူ့ကိုညင်းလိုက်ရင်ကျွန်တော်ကမြောက်တကောင်ခြေတွန်းပေးတာကိုလုံးဝလက်မခံနိုင်သူကြီးလို့သူထင်သွားမှကိုလည်းအားနာနေမိတယ်ခုလိုကန်းလန်းတာကသူ့ဘက်ကကျင်လာတဲ့အပြုအမူကိုပြတာပဲလို့လည်းတွက်မိတယ်သူ့ခံစားချက်ကိုမထိခိုက်စေချင်ဘူးလေဒါနဲ့ပဲကျွန်တော်စီပိုင်းထဲကနေဖြည်းဖြည်းချင်းထလိုက်ပြီးတစ်သားခင်းလေးပေါ်မှာနေရာယူလိုက်တယ်မြောက်ဘက်ကိုကြောလှည့်ပေးလိုက်တယ်မြောက်ကဘာအဝိမဝိမထားပါဘူးဒါမြောက်တွေအတွက်သဘာဝပါပဲဒါကြောင့်ထူးဆန်းတယ်လို့မခံစားရမြောက်ဟာအတော်လေးအသက်ကြီးရဲ့ပုံပေါက်နေပြီခေါင်းမွေးဖြူတော်တော်များများသူ့ခေါင်းမှာရောပနေပါပြီသူကတပတ်ကလေးတစ်ထဲကိုယူလာပြီးစက်ပြာနဲ့တိုက်လိုက်ပါတယ်ပြီးတော့ကျင်သားရနေတဲ့လက်တစ်ဖက်နဲ့ကျွန်တော်နောက်ကျောကိုကောင်းကောင်းလေးခြေတွန်းပေးပါတော့တယ်ဒီရက်ပိုင်းရာသီဥတုတော်တော်အေးတာဗျဟုတ်တယ်မလားမြောက်ကမှတ်ချက်ပေးပါတယ်ဟုတ်ကဲ့တိတ်မကြခင်ဆိုဒီနေရာကိုနှင်းတွေဖုံးသွားတော့မှာအဲ့ဒီအခါကျရင်ခေါင်းမိုးပေါ်ကနှင်းတွေကိုခေါင်းပြားတွေနဲ့ဖဲ့ထုတ်ကြရတော့မယ်ကျွန်တော်ပြောတာယုံလိုက်ပါအဲ့လိုလုပ်ရတာတကယ်မလွယ်ဘူးဗျ
ဆိုတော့ခင်ဗျားကလူစကားပြောတတ်တယ်ပေါ့သူစကားပြောခဏရက်သွားတာနဲ့ကျွန်တော်ဝင်ပြောလိုက်တယ်ပြောတတ်တာပေါ့ဗျမြောက်ကတွတ်တွတ်ကြွကြွပြန်ပြောပါတယ်သူ့ကိုတော်တော်များများကဒီလိုမေးခဲ့ဘူးကြပုံပါပဲကျွန်တော်ကိုလူတွေကကျွေးမွေးဆောက်ရှောက်ခဲ့တာအဲ့ဒီအကြောင်းကျွန်တော်မသိခင်ကတည်းကကျွန်တော်ကစကားပြောတတ်နေပြီတိုကျိုမှာကျွန်တော်အကြာကြီးနေခဲ့ရရှိနာခါဝါမှာပေါ့ရှိနာခါဝါဘဲပိုင်းလေကိုတန်ရမတဝိုက်ပါပဲအဲ့နေရာကောင်းမေးဗျဟုတ်ပါခမည်းလေးတတိထားမိတာပဲအဲ့နေရာကအတော်နေလို့ကောင်းတဲ့နေရာဗျကိုတန်ရမပန်းချန်နဲ့နီးတယ်လေကျွန်တော်ဆိုအဲ့ဒီကတဘာဝရှုခင်းတွေကိုတိမ့်ကြိုက်တာကျွန်တော်တို့စကားပြောတာဒီနေရာမှာခဏရက်သွားပါတယ်မြောက်ကကျွန်တော်နောက်ကျောကိုတက်တက်ကြွကြွပဲဆက်ပြီးခြေတွန်းပေးနေပါတယ်ခံစားရတာတကယ်ကောင်းပါတယ်အဲ့ဒီအချိန်အတွင်းမှာကျွန်တော်ကခိုးဖြစ်နေရတွေကိုကြိုးချောင်းစီကြော်မှုနဲ့အပြေရှာနေမိတယ်ရှိနာကာဝါမှာကြီးပြင်းခဲ့တဲ့မြောက်တကောင်ကိုတန်ရမပန်းချန်လူစကားကိုကျွမ်းကျင်တယ်ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲဒါမြောက်တကောင်ပဲလေအိုးဖျားသခင်ဒါမြောက်တကောင်ပဲလေဒီထက်ဘာမှမပိုဘူးလေကျွန်တော်ကမီနာတိုကိုမှနေပါတယ်လို့ကျွန်တော်ပြောလိုက်တယ်ဥတီချက်ရေးရမရှိတဲ့စကားတစ်ခုမှပဲဒါဆိုကျွန်တော်တို့ကနေရာချင်းညီးကြတာပဲမြောက်ကဖော်ယူတဲ့အတန်နဲ့ပြောပါတယ်ရှိနာကာဝါမှာခမ ्या ကိုကျွေးမွေးခဲ့တာဘယ်သူလဲဗျာလို့ကျွန်တော်မေးလိုက်တယ်ကျွန်တော်သခင်ကကောလိကဆရာတယောက်ပါယူပါပြည်တာအထူးပြုပေါ့တိုကျိုကောက်ကုကဲဤတက္ကသိုလ်မှာလည်းနေရာတနေရာရထားသေးတယ်ဒါဆိုတကယ်ပညာရှင်ပဲပြီးကြတာပေါ့သူကအားလုံးထက်ဂီတကိုပိုချစ်တယ်သူသဖြင့်ဘရူနာနဲ့ရစ်ချက်စထရောက်ရဲ့ဂီတသူကြောင့်ကျွန်တော်လည်းဒီဂီတတွေကိုချစ်မြတ်နိုးတက်လာတာငယ်ငယ်လေးတွေကဒါကိုတစ်ချိန်လုံးကြားနေခဲ့ရတာလေအဲ့ဒါတွေဘာအဓိပ္ပာယ်ရှိမှမသိခင်ကတည်းကအဲ့ဒီဂီတတွေနဲ့တည်ချန်ခဲ့ရတယ်လို့ပြောရမလားပဲခမ ्या ဘရူနာကိုသဘောကျတယ်ပေါ့ဟုတ်ကဲ့သူ့ရဲ့တတမမြောက်ဆင်ဖိုနီမှာဆိုရင်တတိယပိုင်းကကျွန်တော်ကိုအမြဲတမ်းပျော်ရွှင်စေတယ်အားတက်စေတယ်ဗျကျွန်တော်ကတော့နဝမြောက်မောက်ဆင်ဖိုနီကိုမကြနားထောင်ပါတယ်ဟုတ်ကဲ့အဲ့ဒါလည်းတိတ်ချစ်ဖို့ကောင်းတဲ့ဂီတပါပဲလို့မြောက်ကပြောတယ်ဆိုတော့အဲ့ဒီ professor ကြီးကခမ ्या ကိုဘာသာစကားပါသင်ပေးခဲ့တယ်ပေါ့ဟုတ်ပါတယ်သူ့မှာသားသမီးမရှိဘူးဗျာအဲ့တော့ဒါကိုကာမိအောင်ထင်ပါရဲ့အချိန်ရတိုင်းကျွန်တော်ကိုအတော်လေးစီကံတကြလေ့ကျင့်ပေးခဲ့ပါတယ်သူကတော်လေးစိတ်ရှိပါတယ်အစီအစဉ်တကြနဲ့ပုံမှန်လောက်တာကိုထိန်ဆောင်ကတမိုးထတတ်သူမျိုးပေါ့တီတန်းလေးရှိပါတယ်အချက်အလက်မှန်တွေကိုထခါလေးလာခြင်းတည်တာဉာဏ်ပညာစီတို့သွားရလမ်းမှန်ဖြစ်သည်ဆိုတာသူ့အကြိုက်ဆုံးစကားပုံပဲဗျသူ့အမျိုးသမီးကအနေအေးတယ်ချိုးသားပြီးကျွန်တော်ဘော်လေးကောင်းပါတယ်သူတို့ဆက်ဆံရေးကလည်းအဆင်ပြေပါတယ်အပြင်လူတယောက်ကိုပြောလို့မကောင်းတဲ့ကိစ္စဆိုပေမဲ့ကျွန်တော်ကိုရှုံလိုက်ဗျာသူတို့နှစ်ယောက်ရဲ့ညတွေဆိုကစားချက်ပင်ဖြစ်နေအချမ်းပဒံဖြစ်နေပါပဲဟုတ်မှာပေါ့ဗျာလို့ကျွန်တော်ပြန်ပြောလိုက်ပါတယ်နောက်ဆုံးတော့ကျွန်တော်ကြောကိုပုတ်တိုက်ချေတုံးပေးခြင်းမှုပြီးသွားပါတယ်စိတ်ရှိပြီးလို့ကျေးဇူးတင်ပါတယ်လို့သူပြောပြီးဥညွှန်လိုက်တယ်ကျေးဇူးတင်ပါတယ်ဗျာလို့ကျွန်တော်ပြောဖြစ်တယ်တကယ်ကောင်းတယ်လို့ခံစားရပါတယ်ဆိုတော့ခမ ्या ကဒီတဲခုကမှာအလုပ်လုပ်တာပေါ့ဟုတ်ကဲ့ကျွန်တော်ကိုလုံးခွင့်ပေးတဲ့အထိသူတို့ကောင်းကြပါတယ်ဒီထက်ပိုကြီးပြီးပိုအဆင်မြင့်တဲ့တဲခုကန်တွေမှာဆိုမြောက်တော့ကောင်ကိုဘယ်လိုလုပ်ငှားပါမလဲဗျာဒါပေမဲ့ဒီနီးဝါးတဝိုင်းမှာကဝန်တန်းလိုနေတတ်တာအမြဲပဲခမ ्या သာသုံးဝင်အောင်နေတတ်ရင်မြောက်ဖြစ်ဘာဖြစ်သူတို့ခယူးမဆိုင်တော့ဘူးမြောက်ဆိုတော့လာခနေတာပေါ့ဗျာနောက်တစ်ချက်ကကျွန်တော်ကိုလူခဲ့ရတွေမှာပဲအလုပ်ခွင့်ပေးထားတာရေချိုးခံတွေစနစ်တကျဖြစ်အောင်လိုက်လုပ်ရတာတို့တန်ရှင်းရည်တို့အဲ့လိုမျိုးပေါ့ရတော့ကောင်ကလက်ဖေးရည်နဲ့တခြားဟာတွေလာချပြီးအဲ့တဲ့အများစုကလန်သွားကြမှာဆိုတော့လေမျိုးချောင်းနဲ့လည်းလုပ်လို့မရဘူးအစားတော့ကျမ်းမာတန်ရှင်းရည်ဥပဒေနဲ့ညှိနေလို့ဒီမှာအလုပ်လုပ်တာကြပြီလားကျွန်တော်မေးလိုက်တယ်3 နှစ်လောက်ရှိပြီဗျဒီမှာအခြေမကျသေးခင်ကတော့ခမ ्या အများကြီးဖြတ်တန်းခဲ့ရမှာပေါ့တိတ်မှန်တာပြောဗျာမြောက်ကစက္ကနဲ့ခေါင်းချင်းပြပါတယ်ကျွန်တော်မေးတဲ့မမေးတဲ့တုံးဆိုင်နေပေမဲ့မေးဖြစ်သွားပါတယ်
စိတ်မရှိရင်ခမည်းနောက်ကြောင်လေးထပ်ပြောပြပါလားမြောက်ကစဉ်းစားနေပါတယ်ပြီးမှဟုတ်ကဲ့ရပါတယ်ခမည်းတင်သားတလို့တော့စိတ်ဝင်စားစရာကောင်းချင်မှကောင်းလိမ့်မယ်ဒါပေမဲ့ကျွန်တော်စဉ်းစားရေးဆိုအလုပ်ဆင်ပြီးအဲ့ဒါပြီးရင်ခမည်းအခန်းကိုလာလေလို့ရပြီအဆင်ပြေမလားဗျာလို့ပြောလိုက်ပါတယ်သိကြတာပေါ့ကျွန်တော်ပြန်ဖြေလိုက်တယ်ခမည်းဘီယာရီယူလိုက်ရင်ကျေးဇူးတင်မယ်ဗျာနားလေပါလေဗျာအေးလေးတွေပေါ့ဆပ်ပိုရိုဆိုအဆင်ပြေမလားအဆင်ပြေပါတယ်ခမည်းလေးဘီယာတောက်တာပဲလားနည်းနည်းပါပါဒါဆိုပလင်းကြီးနှလုံးယူခဲ့ပြီဗျာစိတ်ချယူခဲ့ပါမယ်ကျွန်တော်ဒီတလောက်ခမည်းကအာရဤဆိုအဆောင်ရဲ့ဒုတိယထပ်မှာတဲတာမှတ်လားမှန်ပါတယ်ဗျာလို့ကျွန်တော်ပြောလိုက်ပါတယ်နည်းနည်းထူးဆန်းတယ်လို့မထင်ဘူးလားဗျမြောက်ကပြောတယ်တောင်နေကြားတွေကတဲခုခံလေးမှာအာရဤစီဆိုတဲ့နာမည်နဲ့အဆောင်တစ်ခုရှိနေရလေကြောက်ဆောင်ကန်ဆယ်တဲ့မြောက်ကမပွင့်တပွင့်ရှယ်လိုက်ပါတယ်အရင်ကကျွန်တော်ဘဝမှာမြောက်တကောင်ရဲတာကိုဘယ်တော့မှမတွေ့ဘူးပါဘူးဒါပေမဲ့မြောက်တီရဲကြတယ်တခါတလေမှာငိုတောင်ငိုကြတယ်လို့ကျွန်တော်တွေးထားပြီးသားပါစကားတောင်ပြောနေမှာတော့ဒါတွေကအံ့ဩစရာမဟုတ်တော့ဘူးမလားစကားမဆက်ခမည်းမှာနာမည်ရှိလားကျွန်တော်မေးလိုက်တယ်နာမည်ရလို့တသက်မရှိပါဘူးဒါပေမဲ့လူတွေကကျွန်တော်ကိုရှင်းနာခါဝါမြောက်လို့ခေါ်ကြပါတယ်မြောက်ကမန်တကားကိုဖွင့်လိုက်ပြီးကျွန်တော်ဘက်ပြန်လှည့်ကရင်ရင်ကြီးကြီးဥညွတ်ပါတယ်ပြီးတော့တကားကိုဖြည်းဖြည်းတာတာပြန်ပိတ်သွားပါလေရဲ့အာရဤဆိုအဆောင်ကိုဘီယာပလင်းကြီးနှစ်ပလင်းတင်လာတဲ့ဘန်းတဲ့ပြီးမြောက်ရောက်လာတော့10နာရီနဲ့ကြော်နေပါပြီသူပြောသလိုပဲဒီဆောင်ကိုဘာလို့ကြောက်ဆောင်ကန်ဆယ်လို့မှဲ့ထားလဲကျွန်တော်စဉ်းစားမရပါဘူးဂျပန်တဲခုကန်တွေကသူတို့အဆောင်တွေကိုနာမည်တစ်မျိုးစီပေးချင်ကြတာအမှန်ပါပဲဒါပေမဲ့ဒီဆောင်ကတော်လေးစိတ်ဆုပ်ပြတ်နေပုံရပါတယ်စတူကန်နဲ့အောင်ပိုတူနေသေးနာမည်နဲ့လိုက်ဖက်တယ်လို့ခံစားမိစီတဲ့အရာတော့ဘာမှမရှိပါဘူးဖန်ထဲမှာဘီယာအပြင်ဘီယာဖောက်တံဖန်ကွက်နှစ်ခွက်နဲ့အမြီးတွေပါပါတယ်ရတာအနှစ်တွေပါပြီးသားပြည်ကြီးငါအချောက်တွေနဲ့တကြွကြွဝါးစရာကာကီပင်မုတ်တထုပ်ဖြစ်ပါတယ်ကာကီပီဆိုတာထမင်းကြောင်းနဲ့အမြီးပဲပိုင်းလေးတွေရောရတဲ့မုတ်ပါဘာအမြီးတွေပေါ့ဗျာတော်တော်အလိုက်သေးရဲ့မြောက်ပဲဗျမြောက်ကအခုကျဝစ်စားတွေဝစ်လာပါတယ် I love and wine စတစ်ကာကတ်ထားတဲ့ရှက်လက်ရှိထူထူနဲ့မိခိုးရောင်ချွေးစုပ်ပေါင်းမရှိဖြစ်ပါတယ်အသုံးမလို့တော့တဲ့ခလေးထည်တွေဖြစ်မှာပေါ့အခန်းထဲမှာဇပွဲမရှိပါဘူးဒါကြောင့်ဇာဘူးတန်ထိုင်အောင်တွေပေါ်မှာဘေးချင်းကတ်ထိုင်ပြီးနာမည်နယံကိုမိထားလိုက်ကြပါတယ်မြောက်ကဘီယာဖောက်တံကိုယူပြီးတလုံးဖောက်တယ်ဖန်ခွက်နှစ်ခွက်ထဲထည့်ပြီးတယ်ခွက်ချင်းတူတူတိတ်တိတ်တိုက်ပြီးနည်းနည်းစီမောလိုက်ကြပါတယ်ဘီယာတိုက်လို့ကျေးဇူးပါလို့ပြောပြီးမြောက်ကဘီယာအေးအေးလေးကိုပျော်ပျော်ပါပါပဲကြိုက်လိုက်ပြန်ပါတယ်ကျွန်တော်လည်းနည်းနည်းထက်တော့ဖြစ်ရဲ့လူမွေးလင်းလင်းပြောရရင်မြောက်တစ်ကောင်ဘေးမှာထိုင်ပြီးဘီယာအတူတူတောက်ရတာကြောင်တောင်တောင်ကြီးဒါပေမဲ့ခင်ဗျားတို့ဆိုရင်လည်းနေတတ်သွားလိမ့်မယ်လို့ကျွန်တော်ထင်တာပဲအလုပ်သိမ်းချိန်ဘီယာတောက်ရတဲ့အရာကဘာနဲ့မှမရှင်းနိုင်ဘူးဗျအမွှေးထူတဲ့လက်ဖုံမိုးပန်းနဲ့ဘဝပါဇက်ကိုတုပ်လိုက်ပြီးမြောက်ကပြောပါတယ်ဒါပေမဲ့မြောက်ဆိုတော့ဘီယာတောက်ခွင့်ရဖို့ဆိုတာရှားတောင်းရှားခဲ့ပါဗျာခင်ဗျားဒီလုံးမှာပဲနေတာလားဟုတ်ကဲ့ကျွန်တော်ကိုအိတ်ခွင့်ပေးထားတဲ့အခန်းတစ်ခန်းရှိတယ်ထက်ခိုးလိုမျိုးလေးပေါ့တခါတလေတော့ကြွက်တီရှိလို့အမှနာရတာခက်ပဲဒါပေမဲ့ကျွန်တော်ကမြောက်လေးအေးစရာအေးရတခုနဲ့ဒီနေ့အစာကောင်းသုံးနဲ့စားနေရတာနဲ့ကျေးဇူးတင်ရမှာပေါ့ဒုက္ခပေါ်လို့ဘာလို့တော့မဟုတ်ဘူးပြောဗျာမြောက်ရဲ့ပထမကွက်ကုံသွားပြီမို့ကျွန်တော်နောက်တစ်ခွက်ငှဲ့ပေးလိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျာသူကရင်ကြီးကြီးပြောပါတယ်ခမ ्या ကလူတွေနဲ့ဒီမဟုတ်ပဲခမ ्या တို့မျိုးတွေနဲ့ဗျာကျွန်တော်ပြောချင်တာကမြောက်တွေနဲ့ပေါ့အတူနေဘူးလားကျွန်တော်မေးလိုက်တယ်ကျွန်တော်သူ့ကိုမေးချင်နေရတယ်အများကြီးပဲအများကြီးနေဘူးပါတယ်မြောက်ကဖြေတယ်သူမျက်နှာမှာဝမ်းနဲ့ရဲ့နည်းနည်းတန်းသွားတယ်လို့ပါပဲသူမျက်လုံးပေးကအရေးအကြောင်းတွေဆိုတွန်းခေါက်အထူတွေတောင်ဖြစ်နေကြပါပြီအကြောင်းပေါ့လေကျွန်တော်ရှင်နာခါဝါကနေအတင်းကျပ်မောင်းထုတ်ခံရပြီးတာကာဆာကီယာမတ်ဘက်ပါအလှုပ်ခံရတယ်တောင်ဘက်ပိုင်းကနေမြေတစ်ခုပေါ့မြောက်တွေပေါ်တဲ့ပန်းချံတွေကြောင့်နာမည်ကြီးတယ်
အစားကတော့ကျွန်တော်အဲ့ဒီမှာအေးစစ်စစ်နေနိုင်မယ်လို့တွက်ထားခဲ့တာဒါပေမဲ့ခြေနေတွေကအဲ့လိုဖြစ်မလာခဲ့ဘူးအခြားမြောက်တွေကလည်းကျွန်တော်မျိုးနွယ်တွေပါပဲတမျိုးမထင်ပါနဲ့ဒါပေမဲ့ဗျာ Professor နဲ့သူ့မိန်းမရဲ့လူသားအိမ်အောင်တစ်ခုမှကြီးပြင်းခဲ့ရတဲ့မြောက်ဆိုတော့ကျွန်တော်ခန်းစားချက်တွေကိုတခြားမြောက်တွေစီကောင်းကောင်းမဖော်ပြနိုင်ခဲ့ဘူးကျွန်တော်တို့မှတူတာမရှိသလောက်ပဲဆက်ဆံရေးကလည်းမလွယ်ခဲ့ဘူးပေါ့ဗျာခင်ဗျားစီကားပြုံတော့ငါရေးစရာကြီးသူတို့ကကျွန်တော်ကိုပြောတယ်လောင်တလို့လို့နှိမ်တလို့မျိုးမြောင်းမတွေကလည်းကျွန်တော်ကိုကြည့်ပြီးတဟိဟိရေးကြတယ်မြောက်တွေဆိုတာကအသေးဆုံးကွဲပြားမှုတွေလို့ပေါ်တာအကြီးကျယ်ခံစားတတ်ကြတာလေကျွန်တော်ပုံကိုသူတို့ကကြောင်တောင်တောင်နဲ့ရေးစီရလို့ထင်နေကြတာဗျာတခါတလေကျစိတ်တောင်ပြတ်သွားတတ်ကြသည်သူတို့နဲ့အတူတူနေဖို့ကပို့ပို့ခတ်လာတယ်အဲ့လိုနဲ့နောက်ဆုံးမှကျွန်တော်ကိုယ့်ဟာကိုယ်ထွက်လာခဲ့လိုက်တော့တယ်တနည်းပြောရရင်မာကျော်ရဲ့မြောက်တစ်ကောင်အဖြစ်ပုံစံပြောင်းလိုက်တာပေါ့ဗျာခမည်းအတော့အထီးကျန်ခဲ့ရမှာပဲဗျာသိကြတာပေါ့ဘသူမှခါခွေပြီးမဲ့လို့မရှိခဲ့ဘူးကိုယ့်အကိုအစာရှာစားခဲ့ရပြီးဒီလိုပဲရှင်သန်ခဲ့ရတာပါဒါပေမဲ့စကားပြောစရာအဖို့မရှိတာကအဆိုးဆုံးမဟုတ်သေးဘူးဗျကျွန်တော်ကမြောက်တွေနဲ့ရောလူတွေနဲ့ပါစကားမပြောတတ်တော့တာအဲ့လိုတီးတန့်နေရတာကြီးကတကယ်ကိုဝမ်းနဲ့ခြောက်ချစရာပဲတာကာဆာကီယာမှာလူသားဧည့်သည်တွေအပြည့်ရှိတတ်ပါတယ်ဒါပေမဲ့တွေ့တဲ့လူတိုင်းကိုစကားသွားစားလို့မရတာဗျအဲ့လိုတော့ပြောရင်စိတ်တူကြကုန်မှာပေါ့ရလက်ကတော့လူဖွဲ့စီရဲ့အစိတ်ပိုင်းတစ်ခုအဖြစ်ရောမြောက်တော့မြောက်ကဘာရဲ့အစိတ်ပိုင်းတစ်ခုအဖြစ်ပါရှိမနေတဲ့အတွက်ကျွန်တော်ဟာဟိုမြောက်ဒီမြောက်တင်းခွဲမြောက်တစ်ခေါင်အဖြစ်ဒေါသတွေထွက်ပြီးပူလောင်နေခဲ့ရတာပေါ့ဗျာတကယ်ကိုစိတ်ဆင်းရဲစရာစိတ်ပြက်စရာတည်ရှိမှုပါပဲဒီအဲ့တော့ခင်ဗျားဘရူနာကိုလည်းနားမထောင်ဖြစ်တော့ဘူးပေါ့မှန်တော့ပေါ့ဒါကကျွန်တော်ကဘာနဲ့မှမဆိုင်တော့တာရှိနာကာဝါမြောက်ကပြောပါတယ်ပြီးတော့သူဘီယာနင်းနဲ့ထပ်တော့တယ်ကျွန်တော်သူ့မျက်နှာကိုအကဲခတ်ကြည့်ပေမဲ့အစကတည်းကအနီအောင်ဆိုတော့ပိုနီလာသလားသတိမထားမိတော့ဘူးဒီမြောက်ကမမူးအောင်ထိနိုင်တာပဲလို့ကျွန်တော်တွက်မိတယ်ဒါမှမဟုတ်မြောက်တွေနဲ့ပတ်သက်ရင်သူတို့မူးမမူးမျက်နှာကြည့်ပြီးပြောလို့မရတာလည်းဖြစ်နိုင်တာပဲနောက်ထပ်ကျွန်တော်ကိုနှိပ်စက်နေတာကမသတ္တဝါတွေနဲ့ဆက်ဆံရေးပဲဗျကျွန်တော်နားလဲပါတယ်ဒါနဲ့မသတ္တဝါတွေနဲ့ဆက်ဆံရေးဆိုတာကလူရင်းပြောရတယ်မြောက်မတွေပေါ်မှာကျွန်တော်လိမ့်စိမ့်တဆိုးသစည်းမှခံစားလို့မရဘူးဗျာသူတို့နဲ့အတူနေဖို့အခွင့်အရေးတွေအများကြီးရခဲ့ပေမဲ့သဘောကျတယ်လို့တခါမှမခံစားခဲ့ရတာခမ ्या ကိုယ်တိုင်ကမြောက်တစ်ကောင်ဖြစ်နေတာတော့မြောက်မတွေကခမ ्या ကိုစိတ်ထောင်မလုံးနိုင်ဘူးဆိုတဲ့တဘောပေါ့ဟုတ်တယ်ဗျကွက်တိပဲရှက်စရာပါလေဒါပေမဲ့အမှန်တိုင်းပြောရရင်ဒီချက်ကိုသတိမထားမိခင်ကတည်းကကျွန်တော်ကလူသားမိန်းမတွေကိုပဲချစ်တတ်တော့တာပြုကျွန်တော်ညင်ပြီးဘီယာကိုစုပ်နေလိုက်တယ်မုံချွတ်ထုတ်ကိုဖောက်ပြီးဓာတ်တက်ဆုပ်စာတော့နှိုက်ယူလိုက်တယ်ဒါကတော့တကယ်ပြဿနာကြီးဖြစ်သွားနိုင်တယ်ဗျဟုတ်ကဲ့ပြဿနာအစ်စ်ပေါ့ဗျာတကယ်တမ်းကျကျွန်တော်ကမြောက်လေလူသားမိန်းမတွေကကျွန်တော်ဆန္ဒတွေကိုတုတ်ပြန်မှုဆိုတာကမျောလင်းစရာနီးလာမှမရှိတာပဲပြီးတော့ရိုးရိုးဗီဇာနဲ့ကလည်းဆန့်ကျင်နေသေးသူဆက်ပြောအောင်ကျွန်တော်စောင့်နေပြီးလိုက်တယ်နေရွက်နောက်ကိုခက်ပြင်းပြင်းလေးကုတ်ပြီးမှမြောက်ကဆက်ပြောပါတယ်ဒီလိုဆိုတော့ကျွန်တော်ရဲ့ဖြည့်ဆည်းလို့မရတဲ့ဆန္ဒတွေအတွက်တခြားနည်းတွေရှာရတော့တာပေါ့ဗျာတခြားနည်းလမ်းဆိုတာဘယ်လိုမျိုးလဲဗျာမြောက်ကမျက်မှောင်တင်းတင်းကျုပ်လိုက်တယ်အနီအောင်သူ့မျက်နှာကမဲတဲ့ဘက်ကိုနည်းနည်းလေးပြောင်းသွားတယ်ခမ ्या ယုံပါမလားပဲမြောက်ကပြောတယ်မယုံတော့ဘူးဗျကျွန်တော်ချစ်မိတဲ့မိန်းမတွေရဲ့နာမည်ကိုကျွန်တော်ကခိုးထားလိုက်တာနာမည်တွေကိုခိုးတာဟုတ်လားဟုတ်တယ်ဗျအကြောင်းရင်းကိုတော့ကျွန်တော်သိချာမသိဘူးအဲ့အပိုင်းမှာကျွန်တော်ကပါရမီပါလာပုံရပါတယ်ကျွန်တော်သဘောကျမိလို့ကတော့တယောက်ရဲ့နာမည်ကိုခိုးပြီးကျွန်တော်အပိုင်းလုပ်ပြလိုက်တာပဲကျွန်တော်ဝေခွဲမရဖြစ်သွားပြန်ပါတယ်နားမလည်လိုက်တယ်လို့ပဲကျွန်တော်ပြောလိုက်တယ်သူတယောက်ရဲ့နာမည်ကိုခမ ्या ခိုးလိုက်ရင်အဲ့လူကသူ့နာမည်ကိုလုံးဝမေ့သွားမှာလားအဲ့လိုပြောချင်တာလားမဟုတ်ပါဘူးသူတို့နာမည်ကိုသူတို့လုံးဝမမေ့ကြပါဘူးကျွန်တော်ခိုးလိုက်တာကသူတို့နာမည်တွေကအပိုင်းလေးတစ်ပိုင်းပဲအစလေးတစ်စပဲဒါပေမဲ့ကျွန်တော်ခိုးလိုက်ရင်အဲ့နာမည်ကခိုင်မာမှုတွေအင်အားတွေမရှိတော့ဘူး
အရှင်ကထပ်ပိုပေါ့သွားတယ်နေကိုတိမ်ဖုံးသွားရင်မြေကြီးပေါ်ကခမားအေးကပိုပြီးအားပြော့လာတတ်မလို့မျိုးပေါ့တယောက်ချင်းစီနဲ့တော့ဆိုင်တာပေါ့ဗျာဒီလိုလေးပျောက်ဆုံးသွားတာကိုသူတို့သိချင်မှကိုသိလိုက်ကြမှာတခုခုနည်းနည်းလွဲနေတယ်လို့ပဲဆိုတာမျိုးလောက်ခံစားခြင်းခံစားမိကြမှာပေါ့ဒါပေမဲ့တချို့ကတော့တည်တည်ချာချာသိကြတယ်မဟုတ်လားသူတို့နာမည်ရဲ့အပိုင်းတစ်ပိုင်းအခုခံနိုင်ရတယ်ဆိုတာကိုလေသိကြတာပေါ့တစ်ခါတလေနာမည်စဉ်းစားမရတော့တာမျိုးခင်ဗျားတွေးကြည့်လို့ရမှာပါတော်တော်အဆင်မပြေဘူးလေစိတ်ပြက်စရာကြီးနာမည်ကိုဘာမှမသိတော့တဲ့အဖြစ်တွေကလည်းရှိသေးတချို့ဖြစ်ရက်တွေမှာကြဖြစ်တည်မှုဆိုင်ရာအစိတ်အချက်တဲ့ကာလကိုကြုံရတယ်လို့မျိုးခက်ဆင်ဆင်ခံစားရတတ်တယ်အဲ့ဒီလူရဲ့နာမည်ကိုခိုးလိုက်တာကကျွန်တော်ဆိုတော့ဒါတွေကကျွန်တော်အဖြစ်တွေပါပဲစိတ်လည်းမကောင်းပါဘူးအဖြစ်ရှိတဲ့စိတ်ကကျွန်တော်ပေါ်ပြီးချနေတယ်လို့ခံစားရတာခဏခဏပါမှားမှန်းသိပေမဲ့မရက်နိုင်ခဲ့ဘူးကျွန်တော်လုပ်ရက်တွေအတွက်စင်ကြေပေးဖို့စူးစမ်းနေတာမဟုတ်ဘူးနော်ကျွန်တော်ရဲ့ဒိုပါမင်းရည်ချိန်ကကျွန်တော်ကိုအဲ့ဒီလိုအတင်းလောက်ခိုင်းနေတော့တာအတန်တန်ကကျွန်တော်ကိုပြောနေတယ်လို့မျိုးပဲဟေးလောက်လိုက်စမ်းပါနာမည်တစ်ခုလောက်ခိုးလိုက်စမ်းတရားမဝင်တာတို့ဘာလို့လုံနေတာမှမဟုတ်တာဆိုတဲ့အတန်ပေါ့ကျွန်တော်လက်ပရင်မြောက်ကိုလေးလာကြည့်နေတယ်ဒိုပါမင်းဆိုပဲတော်တော်ကြာမှကျွန်တော်ပြောလိုက်တယ်ဒါဆိုခမားခိုးလိုက်တဲ့နာမည်တွေကခမားချစ်တဲ့ဒါမှမဟုတ်လိန်စိတ်တမတ်မိတဲ့မိန်းမတွေရဲ့နာမည်တွေရွေးပေါ့ကျွန်တော်ပြောတာမှန်ပါရဲ့နော်ကွက်တီပေါ့ဗျာဒီတိုင်းဘာမှမဆိုင်တဲ့လူတယောက်ရဲ့နာမည်ကိုတော့ကျွန်တော်မခိုးပါဘူးခမားခိုးခဲ့တာဘယ်နှယောက်ရှိသွားပြီလဲမျက်နှာတီးသွားပြီမြောက်ဟာသူ့လက်ချောင်းတွေနဲ့ကနန်းတွေကိုပေါင်းနေတယ်ပေါင်းနေတော့မှတခုခုကိုရွတ်နေသည်ပြီးတော့သူခေါင်းမော့လာတယ်စုစုပေါင်း9ယောက်ဗျကျွန်တော်မိမ9ယောက်ရဲ့နာမည်တွေကိုခိုးခဲ့တာပဲဒီရေတော့ကအများကြီးလားတိတ်မများဘူးလားဘယ်သူသိနိုင်မလဲလေဒါဆိုခမရနာမည်တွေကိုဘယ်လိုခိုးလဲကျွန်တော်မေးပြတယ်ပြောပြလို့ရရင်ပါဗျာအဓိကကတော့စိတ်ဆွမ်းအားပါပဲစူးစိုက်မှုဆွမ်းအားရဲ့ယူပဆွမ်းအားရဲ့ဒါပေမဲ့မရသေးဘူးဗျနာမည်ရေးထားတဲ့တခုခုလုံးမယ်မှုပုံတင်ဆိုအကောင်းဆုံးပေါ့ရှင်မောင်းလိုက်စင်ချောင်းထောက်ကအောင်မခံကပ်ပြဒါမှမဟုတ်နိုင်ငံကူးလက်မှတ်အဲ့လိုမျိုးလေးတွေပေါ့နာမည်ကပ်ပြဆိုလဲအလုပ်ဖြစ်တာပါပဲဘာဖြစ်ဖြစ်အဲ့လိုအရာဝတ္ထုစစ်စစ်တစ်ခုကိုဂိုင်ထားမှရမယ်တော်တော်များများကိုတော့ကျွန်တော်ခိုးလိုက်တာပါခိုးမှပဲရမှာကိုမြောက်ဆိုတော့ဗျာလူတွေမရှိတဲ့အချိန်သူတို့အခန်းတွေထဲခိုးဝင်တဲ့နေရာမှာကျွန်တော်ကအတော်ကျွမ်းပေါ့သူတို့နာမည်ပါတဲ့တခုခုကိုရှောက်ရှာကြည့်ပြီးယူလာလိုက်တာပဲဆိုတော့ခမရကအမိမတွေရဲ့နာမည်ပါတာတခုခုကိုဂိုင်ထားပြီးစိတ်ဆွမ်းအားနဲ့သူတို့နာမည်ကိုခိုးလိုက်တာပေါ့အတိအကျပဲဗျာစိတ်ခံစားချက်တွေကိုစုစည်းပြီးကျွန်တော်ချစ်တဲ့သူရဲ့နာမည်ကိုစုပ်ယူနေရင်နာမည်ကိုအတော်ကြောင်အောင်စိုက်ကြည့်ရတယ်အချိန်အတော်ယူရတယ်ဗျပြီးတော့စိတ်ရောရုပ်ကောအတော်ပင်ပန်းတာလုံးဝအထင်မှာမျောသွားရတာအဲ့လိုနဲ့ရသွားရောအဲ့ဒီမိန်းမရဲ့အစိတ်ပိုင်းတစ်ခုကကျွန်တော်ရဲ့အစိတ်ပိုင်းတစ်ခုဖြစ်သွားတာပေါ့အရင်ကထောက်ပေါက်မရှိဖြစ်နေခဲ့တဲ့ကျွန်တော်အချစ်နဲ့ຢာကားစိတ်တွေရဲ့အစဉ်ပြေသွားရောဒါဆိုရုပ်ပိုင်းဆိုင်ရာပတ်သက်မှုဘာမှမရှိဘူးပေါ့မြောက်ကခေါင်းပြက်ပြက်သားသားညှင်းပြပါတယ်ကျွန်တော်ကမြောက်တကောင်မှာဒါပေမဲ့မသိတော်တာတွေကိုတော့ကျွန်တော်ဘယ်တော့မှမလုပ်ဘူးကျွန်တော်ချစ်တဲ့မိန်းမတယောက်ရဲ့နာမည်ကိုကျွန်တော်အစိတ်ပိုင်းတစ်ခုဖြစ်ပြောင်းလိုက်တာဗျာအဲ့လောက်ဆိုကျွန်တော်အတွက်ရပြီတနအယူပုံစံနည်းနည်းပေါက်နေတာသိပါတယ်ဒါပေမဲ့ကျွန်တော်လုပ်ရက်ကလုံးဝတန့်ရှင်းပြီးလိန်ရမက်တွေမပါတဲ့လုပ်ရက်တစ်ခုပါဗျကျွန်တော်ကိုယ်ရဲ့ရောက်လာတဲ့နာမည်လေးကိုအချစ်တစ်ခုအချစ်ကြီးတစ်ခုနဲ့ချစ်ပေးမိအောင်ပါပဲညခင်းပြင်ကိုဖြတ်တိုက်သွားတဲ့ညင်သာတဲ့လေပြေလေးညင်းလေးလိုတူတူတိတ်တိတ်ပေါ့ဗျာအင်းဗျာကျွန်တော်သူ့ကိုအထင်ကြီးမိသွားတယ်ဒါကချီနူးချေရဲ့အစစ်အမြင့်ဆုံးပုံစံလို့တော့ခင်ဗျားပြောလို့ရတာပဲသဘောကျတယ်ပြုချီနူးချေရဲ့အစစ်အမြင့်ဆုံးပုံစံဖြစ်နိုင်တာပေါ့ဒါပေမဲ့အထီးကျန်ခြင်းရဲ့အစစ်အမြင့်ဆုံးပုံစံတစ်ခုလည်းဖြစ်နေတာဗျဒီငါးပြားတစ်ခုရဲ့ခေါင်းနဲ့ပန်းလိုပဲစမ်းကျင်ပန်းနှစ်ခုကလာကပ်နေပြီးဘယ်တော့မှခွဲမရဘူးဖြစ်နေတာဒီနေရာမှာကျွန်တော်တို့စကားစားပြတ်သွားပါတယ်မြောင်းနဲ့ကျွန်တော်ဘီယာကိုပဲတိတ်တဆိတ်တောင်းနေလိုက်ကြတယ်။ကာကီဘီမုတ်ချွန်းနဲ့ပြည်ကြီးငါးချောက်တွေကိုမြေးရင်းနေပေါ့ဗျာ။
ဒီရက်ပိုင်းရောတယောက်ယောက်ရဲ့နာမည်ကိုခမခိုးပစ်သေးလားလို့ကျွန်တော်မေးလိုက်တယ်မြောက်ကခေါင်းကိုခါတယ်သူကသူမြောက်မဟုတ်ရဲ့လားလို့စမ်းစစ်နေတယ်လို့မျိုးသူ့လက်မောင်းပေါ်ကအမွှေးချမ်းတချို့ကိုလက်နဲ့စုပ်ကြည့်တယ်ကျွန်တော်ဒီရက်ပိုင်းဘယ်သူနာမည်မှမခိုးဖြစ်ပါဘူးဒီမျိုးကိုရောက်လာပြီးနောက်ပိုင်းဒီမကောင်းမှုလိုဟာကြီးကိုရက်ပြစ်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်မြောက်ငယ်လေးတစ်ကောင်ရဲ့ဝိညာဉ်ဟာသူလိုနေတဲ့ငြိမ်းချမ်းမှုကိုရသွားတဲ့အတွက်ကျေးဇူးတင်မိပါတယ်မိမ9ယောက်ရဲ့နာမည်ကိုကျွန်တော်နှလုံးသားမှာတည်တည်ချာချာထည့်သိမ်းထားပြီးအေးချမ်းငြိမ်သက်တဲ့ဘဝတစ်ခုကိုနေချိုင်နေပါပြီဗျာကြားရတယ်ပေါ့ကြားရတာဝမ်းသာလိုက်တာဗျာကျွန်တော်ပြောလိုက်ပါတယ်မြောက်တစ်ကောင်အနေနဲ့မပြောသင့်ဘူးဆိုတာသိပါတယ်ဒါပေမဲ့အချစ်ဆိုတဲ့ဘာသာရေးနဲ့ပတ်သက်ပြီးကျွန်တော်ကိုယ်ပိုင်အမြင်ကိုပြောချင်တာဗျာခင်ဗျားတီးခံပြီးနားထောင်နိုင်ပါမလားလို့တီးခံနိုင်တာပေါ့ဗျာကျွန်တော်ပြောလိုက်တယ်မြောက်ကမျက်တောင်ကိုချိန်ဖန်များစွာခတ်လိုက်ပါတယ်သူ့မျက်တောင်တွေကရေပြေဟဲကအုံးလက်တွေလိုပဲလိုင်းတွန်ထနေလေရဲ့အဝေးခုံသမားတယောက်မပြေးခင်အသက်ပြင်းပြင်းရှူသွင်းလိုက်တယ်လို့မျိုးမြောက်ကလည်းအသက်ကိုဖြည်းဖြည်းနဲ့များများရှူသွင်းလိုက်တယ်ဘဝမှာဆက်ရှင်သန်ဖို့အတွက်အချစ်ဟာမရှိမဖြစ်လောင်စာပဲလို့ကျွန်တော်ကတော့ယုံနေတနေ့နေ့မှာအချစ်ဟာအဆုံးသတ်သွားနိုင်ပါရဲ့ဒါမှမဟုတ်ဘာနဲ့မှထပ်ပေါင်းလို့မရတော့တာမျိုးလည်းဖြစ်နိုင်ပါရဲ့ဒါပေမဲ့အချစ်ဟာအယောင်မိန်ပြောက်ကွယ်သွားပါစေအောင်တော့တုတ်ပြန်မခံရတဲ့တစ်ဖက်သက်အချစ်ဖြစ်နေပါစေအောင်တော့တယောက်ယောက်ကိုချစ်ခဲ့ဘူးဆိုတဲ့အသည့်ဒါမှမဟုတ်တယောက်ယောက်အတွက်ချစ်မှလဲပြူခဲ့ဘူးလေဆိုတဲ့အသည့်လေးကိုစုပ်ကင်ထားနိုင်သေးရပဲလေဒီအသည့်လေးကနှွေးထွေးမှုကိုပေးမဲ့တကယ်ဟိုတန်အရင်မြစ်ပဲဗျဒီလိုနှွေးထွေးမှုထုတ်ပေးတဲ့အရာသာမရှိခဲ့ရင်လူတယောက်ရဲ့နှလုံးသားကမြောက်တစ်ကောင်ရဲ့နှလုံးသားရောပေါ့ဗျာအေးဆက်မှာကြောနေတဲ့ဖုံးဆိုးမြေရိုင်းတစ်ခုဖြစ်သွားမှာပေါ့နေကြီးတမြင်တော့မကြရောက်တဲ့နေရာတစ်ခုငင်းချမ်းချင်းရဲ့ပန်းရိုင်းတွေမျောလင်းခြင်းရဲ့တစ်ပင်တွေလုံးဝရှင်သန်ခွင့်မရှိတဲ့နေရာတစ်ခုပေါ့ဗျာကျွန်တော်ကတော့ကျွန်တော်ချစ်တဲ့မိမလ9ယောက်ရဲ့နာမည်ကိုကျွန်တော်နှလုံးသားထဲမှာတင်ထားလိုက်ပါပြီဒီလိုပြောနေချိန်မှာမြောက်ဟာသူ့လက်ဖက်ဝါးတစ်ဖက်ကိုရင်ဘတ်ပေါ်ကပ်လိုက်ပါသေးရဲ့ကျွန်တော်ပုဂ္ဂိုလ်ကြီးဘဝရဲ့လက်ချံအချိန်တွေကိုဖြတ်သန်းနေချိန်မှာပေါ့ဗျာတိတ်အေးတဲ့ညတွေကြုံလာရင်ဒီအမှတ်တရတွေကိုလောင်စာအဖြစ်သုံးပြီးလွေးရောင်နေဖို့ကျွန်တော်စဉ်းစားထားတာပါပဲခေါင်းကိုပေါ့ပေါ့ပါပါခိုင်းရင်မြောက်ကတစ်ချက်ပြုံးလိုက်ပြန်တယ်အန်စကလန်သုံးလိုက်တာထူဆန်းသွားတယ်မှတ်လားဗျသူကပြောတယ်ကိုကိုရေဘဝဆိုပဲကျွန်တော်ကလူမမဟုတ်တာမြောက်တစ်ကောင်ပဲဟာဟီဟီဘဝဘီယာပလင်းကြီးနှစ်ပလင်းကုန်သွားတော့17နာရီခွဲနေပါပြီသူသွားတင်ပြီလို့မြောက်ကပြောတယ်ကျွန်တော်ကကောင်းလာရင်စကားများရောဗျအားနာပါလေဗျာတောင်းလဲတောင်းမှတ်ပါတယ်မဟုတ်တာဗျာဇက်လန်စိတ်ဝင်စားဖို့ကောင်းပါတယ်လို့ကျွန်တော်ပြောလိုက်တယ်စိတ်ဝင်စားဖို့ကောင်းနေဆိုတဲ့စကားလုံးကကျွန်တော်ပြောချင်တဲ့စကားလုံးအတိအကျတော့မဟုတ်ပါဘူးနောက်တစ်ခေါက်နဲ့ဘီယာအတူထိုင်တော့ပြီးစကားပြောရတာတော်တော်ထူးဆန်းတဲ့အတွေ့အကြုံပဲလေဗျာဒီမြောက်ကလည်းတာမန်မဟုတ်တာဘရူနာကိုမျက်နှိုးတယ်တဲ့သူ့လိန်စိတ်ရဲ့အချစ်ကြောင့်လည်းဖြစ်မှာပေါ့လေတွန်းအားကြောင့်မိမတွေရဲ့နာမည်တွေကိုခိုးတယ်တဲ့ဆိုတော့စိတ်ဝင်စားဖို့ကောင်းတယ်ဆိုတဲ့စကားလုံးကဖေကာမိတော့မလဲဗျဒီဇက်လန်ကကျွန်တော်ကြားသမျှတွေထဲမယုံနိုင်စရာအကောင်းဆုံးအမိုက်ဆုံးဇက်လန်ပဲလေဒါပေမဲ့မြောက်ရဲ့စိတ်ခံစားချက်တွေကိုလိုရာထပ်ပို့ပြီးထမဆွချင်တော့တာကြောင့်ပုံညင်ပြီးတဘာဝပုံစံနဲ့သုံးနှုံကိုရွေးသုံးလိုက်ရတာပါကျွန်တော်တို့နှုတ်ဆက်ကြတော့ကျွန်တော်မြောက်ကိုရန်တထောင်ပေါက်ဆူပေးလိုက်ပါတယ်ပတ်စံကအများကြီးတော့မဟုတ်ဘူးပြောပြဒါပေမဲ့စားကောင်းတာတခုခုဝယ်စားလိုက်ပါအစားပိုင်းမှာမြောက်ကညင်းပါသေးတယ်ကျွန်တော်ကမေရမကပြောတော့နောက်ဆုံးသူလက်ခံလိုက်ပါတယ်သူကကြားသိငွေဖြတ်ပိုင်းကိုခောက်ပြီးချွေးစုပ်ပေါင်းမြေအိတ်ကတ်ထဲကိုတတိချာချာရှော့သွင်းလိုက်ပါတယ်ခမကတိတ်ကိုချင်လာတတ်တဲ့သူတယောက်ပါလို့သူပြောတယ်ရုပ်တည်သိမရှိတဲ့ကျွန်တော်ဘဝစကြောင်ကိုနားထောင်ပြီးတယ်ဘီယာတိုက်တယ်ပြီးတော့ခမရဲ့အခုလောက်ရက်လေးပါပေါ့ကျွန်တော်ဘယ်လောက်ထိတန်ဖိုးထားတယ်ဆိုတာပြောတော့မပြောတတ်တော့ပါဘူးဗျာမြောက်ကပလင်းလွတ်တွေနဲ့ဖန်ကွက်တွေကိုဘန်းပေါ်တင်ပြီးအခန်းအပြင်ဘက်ကိုတည်သွားပါတော့တယ်နောက်နေ့မနက်မှာကျွန်တော်အခန်းပြန်အပ်ပြီးတိုဂျိုကိုပြန်ဖို့လုပ်ပါတယ်ဒါ
ဒါပေမဲ့မြောက်ကိုဘယ်မှမမြင်ဘူးပါဘူးကောင်းတာမှလည်းသပင်ရောမျက်ခုံးဝေးပါမရှိတဲ့ကြောစိမ့်စရာအဖိုးကြီးကိုမတွေ့ပါဘူးနှာခေါင်းပြဿနာရှိနေတဲ့ရှေးခေတ်ကြောင်ကြီးပေါ့ဗျာကြောင်ကြီးရောပေါ့ဗျာအဲ့ဓာတွေအစားတက်လက်ပိုင်းအရွယ်ဝဝနဲ့စူပုတ်ပုတ်အမျိုးသမီးတစ်ယောက်ကကောင်တာကိုစီမံနေတယ်ညာမှားရတဲ့ဘီယာကိုကျွန်တော်ထန့်ရှင်းမှုလိုမယ်လို့သူ့ကိုပြောတော့ကျွန်တော်ကိုချသိငွေဖြတ်ပိုင်းမှာဘာအပိုကြီးမှပေးစရာမရှိဘူးလို့ပြတ်သားပြန်ပြောပါတယ်သူတို့ဒီမှာကျောင်းတာဘီယာဘူးတွေပဲဖြစ်ပြီးဘီယာပလင်းမြောင်းကျောင်းမှာအခိုင်အမာပြောပါသေးတယ်ကျွန်တော်နောက်တစ်ခေါက်ထပ်ပြီးခေါင်းရှုံသွားခဲ့အရှိတရားနဲ့အရေးရောင်ဟာကြုံရကြပန်နေရလဲနေကြတယ်လို့မျိုးခံစားလိုက်ရဒါပေမဲ့သိကြပါရဲ့သူ့ဘဝဆက်ကြောင်ကိုနားထောင်နေရင်ညောင်းတဲ့အတူဆက်ပိုရိုဘီယာပလင်းကြီးနှစ်ပလင်းကိုကျွန်တော်တေချာပေါင်းမျှတောက်ခဲ့တာပါတက်လက်ပိုင်းအမျိုးသမီးကိုမြောက်အကြောင်းပြောကြည့်ဖို့လှုပ်လိုက်သေးပေမဲ့မပြောဖို့ပဲဆုံးဖြတ်လိုက်ပါတယ်မြောက်ကတကယ်ရှိချင်မှရှိမှလေညာအဖြစ်ပြက်တွေအားလုံးဟာရေဘူးဆန်းထဲမှာအကြာကြီးရေစိမ်လိုက်လို့အချင်းပေါက်နေတဲ့အုံနောက်ကထွက်လာတဲ့ချင်းအောင်တင်မဇက်လန်တပုတ်လာမှမသိတာဒါပေမဲ့ဒါမှမဟုတ်ကျွန်တော်မြင်ခဲ့တာတွေကထူးထွေရှိလျားတဲ့တကယ်လို့အိမ်မက်တစ်ခုလည်းဖြစ်နိုင်တာပဲဆိုတော့ခမရတို့စီမှာလူစကားပြောတတ်တဲ့အသက်ကြီးမြောက်တကောင်ရှိရမှတ်လားလို့သွားမိလိုက်ရင်ဒလွဲတွေဖြစ်သွားနိုင်တာပေါ့အစိုးဆုံးအဆင့်ကျွန်တော်ကိုယူနေရလို့တော့သူတို့ကထင်သွားကြအောင်မယ်နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကတော့မြောက်ဟာစည်ရင်ဖျောက်ထားတဲ့အလုတ်သမားတယောက်ဖြစ်လိမ့်မယ်မြောက်ကိုတဲခုဘန်ကလူသိမခံနိုင်ဘူးအခွန်ရောင်းတို့ကျမကြီးဌာနတို့အနှံ့ရသွားပြီးလိုက်လာမအောင်မလိုချင်ဘူးပေါ့ဗျာဒါကတကယ်ဖြစ်နိုင်ခြေပါပဲအိမ်ပြန်ရက်ထားဖို့မှာကျွန်တော်မြောက်ပြောလိုက်တဲ့မြတ်ကိုစိတ်ထဲကပြန်ချားရအောင်မိပါတယ်အလုံးအတွက်သုံးလေးရှိရဲ့မှတ်စုစာရုပ်ထဲမှာကျွန်တော်မှတ်မိတော့အကုန်လုံးချရေးထားလိုက်တယ်တိုးချိုပြန်ရရင်ဒီဖြစ်စဉ်တစ်ခုလုံးကိုအစားကနေအဆုံးထိပြန်ရေးမယ်ဆိုတဲ့အတွေးနဲ့ပေါ့ဗျာမြောက်ကတကယ်ကြီးရှိတာဆိုရင်ရောတွေးကြည့်တဲ့လောက်ကတော့ရှိတယ်ဘီယာတောက်ရင်ပြောတဲ့သူ့စကားတွေထဲမှာဘလောက်ကိုအမှန်လို့ယူဆရမလဲကျွန်တော်ဘာမှမသိချပြန်ပါဘူးကျိုးချောင်းတကြဆုံးဖြတ်ဖို့ကခက်ပါတယ်တကယ်ရောဖြစ်နိုင်မှာမလားမိမရီရဲ့နာမည်ကိုခိုးပြီးခမားအပိုင်သိမ်းလိုက်ဖို့ဆိုတာကြီးကတကယ်ကြီးပါဒါကရှင်နာကောင်ဝမြောက်မှာပဲရှိတဲ့စွမ်းရည်ထူလားဒီမြောက်မှာမလိန်ရမနေနိုင်တဲ့ယောဂရှိနေတာလည်းဖြစ်နိုင်တာပဲဘယ်သူသိနိုင်ပါလဲလိန်နာအချင်းပါနေတဲ့ယောဂရှင်မြောက်တွေအကြောင်းပုံမှန်အားဖြင့်တော့ကျွန်တော်တခါမှမချဘူးပါဘူးဒါပေမဲ့မြောက်တစ်ကောင်ကလူစကားကိုသူပြောသွားတယ်လို့မျိုးကျွမ်းကျင်နေလိန်ချင်းဖြစ်နေတဲ့ယောဂရှိနေဘူးဆိုတာလေမဖြစ်နိုင်ဘူးလို့ပြောလို့မရဘူးပေါ့လေကျွန်တော်လည်းအလုံးမှာလူပေါင်းများစွာကိုအင်တာဗျူးလုပ်ဖူးပါတယ်ဘသူယုံတဲ့ဘသူမယုံတဲ့ဖော်ထုတ်တဲ့နေရာမှာကျွန်တော်အတော်ကျွမ်းတာပေါ့လူတစ်ယောက်ဟာခက်ကြစကားပြောပြီးယောက်ျားဖြစ်စေမိန်းမဖြစ်စေသူထုံးလွှင့်လိုက်တဲ့တီးခြားတဲ့အချက်ပြချက်နဲ့တိမ်မွေးတဲ့တဲလွန်စားလေးတွေကိုခမကောက်မိတတ်တယ်ပြီးရင်သူတို့ကိုယုံတဲ့မယုံတဲ့ခွဲနိုင်မဲ့အလိုလိုခံစားမှုကိုခမရရောခုတော့ရှိနာခါဝမြောက်ကကျွန်တော်ကိုလှုပ်ချင်စလန်ပြောခဲ့တယ်ဆိုတဲ့ခံစားချက်မျိုးကျွန်တော်မရဘူးဖြစ်နေတယ်သူ့မျက်လုံးရဲ့အချီတွေပုံစံတွေပြောနေတော့ခဏစဉ်းစားတာတွေရက်လိုက်တာတွေကိုလက်အမူအရာတွေစကားလုံးရွေးမြားဖြစ်မနေပုံနဲ့ဒါတွေကတခုမှအတင်းလှုပ်ယူထားတဲ့ပုံဖန်တီးထားတဲ့ပုံပေါက်မနေပါဘူးအရေးကြီးဆုံးကတော့သူ့ဝင်ခံချက်မှာတွေ့ရတဲ့နာကျင်မှုနဲ့အလုံးစုံရိုးသားမှုပါပဲကျွန်တော်ရဲ့တကူတော့အပန်းဖြေခရီးကပြီးဆုံးခဲ့ပါပြီမျိုးပြရဲ့လေပွေဆန်နဲ့လိစာတူဝါလုပ်ငန်းစဉ်တွေစီကျွန်တော်ပြန်ရောက်ခဲ့ပါပြီအလုံးနဲ့ပတ်သက်တဲ့အရေးကြီးကိစ္စတွေမရှိတာတော့မှအသက်ကြီးလာလေအရင်ကထက်မအားနိုင်ဖြစ်လာလေပါပဲအချိန်ကလည်းမှန်မှန်လေးအကုန်မြန်လာလေရဲ့အဆုံးသတ်မှာတော့ရှိနာခါဝါမြောက်အကြောင်းကျွန်တော်ဘသူ့ကမှမပြောဖြစ်ခဲ့သူ့အကြောင်းကိုလည်းဘာသာမှလည်းမရေးဖြစ်ခဲ့ဘသူမှယုံမှမဟုတ်တာကိုဘာလို့ပြောနေကုန်မလဲဗျာကျွန်တော်ဆက်လန်းနေထွင်နေပြန်ပြီလို့လူတွေကပြောကြမှာသည်ဘယ်ပုံစံသုံးပြီးရေးရမလဲဆိုတာလည်းကျွန်တော်မစင်စားတတ်ပါဘူးဒီမြောက်တကယ်ရှိရဲဆိုတဲ့သက်သေကိုမပေးနိုင်မဲနဲ့ဒီဆက်လန်းကိုဖြစ်ရမှန်လိုမျိုးရေးလိုက်မယ်ဆိုရင်တော်တော်ကြီးကိုပုံမကြပန်းမကြဖြစ်သွားပါလိမ့်မယ်ဘယ်သူမှလည်းယုံမှာမဟုတ်ဘူးလေစိတ်ကူးရင်ဝိထုရေးမယ်ဆိုတော့လေဆက်လန်းမှာဥတီချက်ဒါမှမဟုတ်ဆိုလိုရင်းတစ်ခုပြောင်းနေပါတယ်ဒီဝိထုကိုမရေးရသေးပေမဲ့ကျွန်တော်သိနေပါတယ်
စာမှုကိုဖတ်ပြီးedita ကစိတ်ရှုပ်တဲ့ပုံနဲ့မေးခွန်းတစ်ခုမေးပါလိမ့်မယ်မေးရတာတော့အားနာပါတယ်ခမရေးထားတာဆိုတော့ဗျာဒီဝိထုရဲ့အနှစ်သာကိုခမဘလို့ဖြစ်စေချင်တာတော့အနှစ်သာတစ်ခုခုရှိတယ်လို့မပြောနိုင်ပါဘူးကွမ်မစီရင်စုကမြို့လေးတစ်မြို့မှာနေတဲ့လူစကားပြောတတ်တဲ့မြောက်အိုတကောင်သူကရေဘူးစမ်းလာစိန်တဲ့ဧည့်သည်တွေရဲ့နောက်ကျောကိုပုတ်တိုက်ချေတွန်းပေးတယ်ဖီယာအေးအေးလေးတွေကိုနှိပ်ချိုက်တယ်လူသားမိန်းမတွေကိုချစ်တယ်သူတို့နာမည်တွေကိုခိုးတယ်ဗမာလဲအနှစ်သာဒါမှမဟုတ်အဲ့ဒါကိုချင်းတရားပေါ်လို့ပြောရမှာလားဒီလိုနဲ့အချိန်တွေကုန်လာသလိုရေဘူးစမ်းမြို့လေးရဲ့မှတ်ဉာဏ်တွေဟာလည်းမှုံဝါလာပါတယ်အမှတ်တရတွေကဘလောက်ပဲထင်ရှားပြတ်သားခဲ့ပါစေအချိန်ရဲ့စွမ်းအားကိုတော့အမှတ်အနိုင်မယူကြရဲ့အချိန်ရဲ့စွမ်းအားကိုတော့အနိုင်မယူနိုင်ကြဘူးလေဒါပေမဲ့အခု9နှစ်အကြာမှာတော့အဲ့ဒီတုန်းကမှတ်စုစာအုံးမှာအကျဉ်းရေးထားတာတွေကိုပြန်ကြည့်ပြီးဒီဇက်လန်ကိုချရေးဖို့ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်ကျွန်တော်ကိုအတွေးပွားစေခဲ့တဲ့မကြသေးခင်ကအဖြစ်အပျက်တစ်ခုကြောင့်ပါပဲဒီအဖြစ်အပျက်သာမဖြစ်ခဲ့ရင်ကျွန်တော်ဒီဇက်လန်ကိုမရေးဖြစ်တော့ပါဘူးအာကာဆာကမှာရှိတဲ့ဟိုတယ်တစ်ခုရဲ့ကော်ဖီခန်းမှာအလုံးနဲ့ပတ်သက်တဲ့တွေ့ဆုံမှုတစ်ခုကျွန်တော်လုပ်ခဲ့ရတယ်ကျွန်တော်တွေ့ခဲ့ရတဲ့သူကတော့ခရီးသွားမဂ္ဂဇင်းတစ်ခုရဲ့ editor ပါတိတ်ကိုဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတစ်ယောက်အသက်က30ဝန်းကျင်လောက်ပဲသပင်ရှည်နဲ့ပိန်ပိန်တီးတီးချစ်စရာတည်းအသားရည်ကလှတာပါတာမျက်လုံးရွယ်တွေနဲ့ပေါ့ဗျာအတော်ကျွမ်းကျင်တဲ့ editor တစ်ယောက်လည်းဖြစ်သူပါခုထိလူလို့ပဲကျွန်တော်တို့ကအချိန်ကြီးတော်တော်များများအလုပ်တူတူလုပ်ခုကြပြီးအစင်လေးပြေကြပါတယ်အလုပ်ပြီးသွားရင်ကျွန်တော်တို့ပေါ့ပေါ့ထိုင်ပြီးကော်ဖီတောင်းရင်ခဏတစ်ပြုတ်စကားပြောဖြစ်တတ်ကြပါတယ်သူ့ဆဲဖုန်းမြည်လာတော့ကျွန်တော်ကိုတောင်းပန်တဲ့အချိန်နဲ့ကြည့်တယ်ကျွန်တော်ကဖုန်းကင်လို့အဆင်ပြေချောင်းအမူအရာနဲ့ပြလိုက်တော့သူအဝင်ဖုန်းနံပါတ်ကိုကြည့်ပြီးကင်လိုက်ပါတယ်စားတော့ဆိုင်ဟိုတယ်လေရင်အလို့ဟာတခုကိုရဲချင်းချူယူနေပုံပါပဲစကားခဏပြောပြီးသူ့ရဲ့အိဆောင်စီစဉ်စာအုပ်လေးကိုစစ်ကြည့်လိုက်ပါတယ်ပြီးလေပြီးတော့ဒုက္ခရောက်နေတဲ့အကြည့်တွေနဲ့ကျွန်တော်ကိုလှမ်းကြည့်ပါရောတကယ်ကိုအားနာပါတယ်နော်ဖုန်းစပီကာကိုလမ်းနဲ့အုပ်ထားရင်သူကျွန်တော်ကိုအတန်သေးသေးလေးနဲ့ပြောလာပါတယ်ကျွန်တော်တော့မိကုမဲကျမသိပါတယ်ဒါပေမဲ့ကျမနာမည်ကဘာကျွန်တော်ကစားအဟောင်းသားဖြစ်သွားတာပေါ့ဒါပေမဲ့ပုံမှန်ဖြစ်အောင်အတက်နိုင်ဆုံးကြိုးစားပြီးသူ့နာမည်အပြည့်စုံကိုပြလိုက်ပါတယ်သူကခေါင်းချင်းပြပြီးတစ်ဖက်ကလူကိုပြန်ပြောတယ်ဖုန်းချလိုက်ပြီးကျွန်တော်ကိုတောင်းပန်ပါတယ်တကယ်ကိုအားနာလိုက်တာရှင်ရုတ်တရက်ကြီးကိုနာမည်ကိုမမှတ်မိတော့ဘူးဖြစ်သွားတယ်ရှက်လေးရှက်ပါရဲ့ဒီလိုမျိုးခဏဖြစ်တာလားဗျကျွန်တော်မေးလိုက်တယ်သူတုံ့ဆိုင်နေပါသေးတယ်ပြီးမှခေါင်းချင်းပြတယ်ဟုတ်တယ်ဒီရက်ပိုင်းนี้ခဏကိုဖြစ်လာတာကျွန်မကိုနာမည်ကိုပဲမေ့နေတတ်တာရုတ်တရက်အသိလွတ်သွားတယ်လို့မျိုးပေါ့တခြားဟာတွေရောမေ့သေးလားမွေးနေ့တို့ဖုန်းနံပါတ်တို့လှဝက်နံပါတ်တို့မမှတ်မိရမျိုးလေးသူကခေါင်းကိုတေးသေးချာရမ်းပြပါတယ်အဲ့လိုလုံးဝမဖြစ်ဘူးရှင်ကျမမှတ်ဉာဏ်အမြဲကောင်းတယ်တကယ်ချင်းတွေရဲ့မွေးနေ့တွေဆိုအကုန်လွှတ်ရတယ်ဘယ်သူနာမည်မှလည်းတခါမှတော့မမေ့ဘူးဒါပေမဲ့တခါတလေဘာလို့လဲမသိကိုယ်နာမည်ကိုပဲသတိမရဖြစ်နေတာမိနစ်ပိုင်းလောက်ဆိုရင်တော့ပြန်မှတ်မိသွားရောဒါပေမဲ့မိနစ်ပိုင်းလေးကလုံးအဆင်မပြေဘူးကျမကိုကျမအဖြစ်ဆက်ရှိမနေတော့တာလို့မျိုးတုံလုံးချောက်ချနေရရောကျွန်တော်တိတ်ဆိတ်ခေါင်းငိမ့်လိုက်ပါတယ်ဒါတန်းငယ်အိဆာမယောဂရဲ့လက္ခဏာတစ်ခုလို့ရှင်းထင်မှာသူမေးပါတယ်ကျွန်တော်တက်ပြင်ချလိုက်တယ်စိပညာပိုင်းအရာတော့ကျွန်တော်မသိဘူးဒါပေမဲ့ခမရုတ်တရက်နာမည်မိတဲ့လက္ခဏာပေါ့ဗျာဘယ်ချိန်ကစရခဲ့တာလဲသူမျက်မှောင်ကျုံပြီးစဉ်းစားပါတယ်ပြီးခဲ့တဲ့နှစ်ဝက်လောက်ကပြင်မယ်ချယ်ရီပန်းတွေကိုချီပြီးပျော်နေတော့မှကျမနာမည်ကိုပြန်စဉ်းစားလို့မရတော့တာအဲ့ဒါပထမဆုံးတစ်ခါပဲမေးရတာတမျိုးဖြစ်သွားမလားပဲအဲ့တော့ကခမားတစ်ခုခုပြောက်သေးလားပတ်ပုံတင်လိုမျိုးပေါ့ဗျာရင်မောင်းလိုက်စဉ် passport အမကန်ကတရားတစ်ခုခုပေါ့သူနှကန်းဆူလိုက်ပြီးခဏစဉ်းစားနေပါတယ်ပြီးတော့ပြန်ဖြေခုရှင်ပြောမှပဲဟုတ်တာအဲ့တော့ကျမရင်မောင်းလိုက်စဉ်ပျောက်သွားသေးတယ်နင်းလေစားစားချင်းပန်းချန်တွေကခုန်တန်းရှိလေးမှာရှင်နာကာဝါမြောက်နာမည်ပြန်ကိုးနေတယ်လို့ကျွန်တော်တကယ်မတွေးချင်ဘူးသူကကျွန်တော်ကိုအခိုင်အမာပြောသွားခဲ့တာလေမျိုးသမီး9ယောက်ရဲ့နာမည်ကိုသူ့ကိုယ်ထဲမှာသိမ်းထားရတာများနေပြီတဲ့သူရဲ့လက်ကျန်နှစ်တွေကိုဒီရေပူစမ်းမြို့လေးမှာပဲငင်းချမ်း
ရိုးရိုးရှင်းရှင်းဖြတ်တန်းရင်ပျော်နေပါတယ်တဲ့အတီးပြောရတဲ့ပုံပါပဲဒါပေမဲ့မြောက်မှာထိန်ရှုံမရတဲ့နာတာရှိစိတ်ယောဂရှိနေရလဲဖြစ်နိုင်တာပဲလေအဲ့ယောဂနဲ့သူ့ရဲ့ဒိုပမင်းဓာတ်တွေကသူ့ကိုလှုပ်လိုက်စမ်းပါလို့အတင်းတိုက်တွန်းနေလာမှမသိတာအဲ့လိုနဲ့ဒါရီဟာသူ့ကိုရှိနာဂါဝါကကျင်လေရနေရဟောင်းစီပြန်ခေါ်သွားပြီးမတိမတာဒုက္ခပေးနေတဲ့အရှင်ကအကျင့်ဟောင်းတွေကိုလုံးမိနေစေတာလည်းဖြစ်နိုင်တာပဲမှတ်လားကျွန်တော်လည်းတစ်ခါတလေကိုယ်တိုင်စမ်းကြည့်အောင်ပါလေအိမ်မပြောရညတွေမှာစိတ်ကူးရင်ဆန်တဲ့အဲ့ဒီပြောက်တော့အတွေ့ကဝင်လာတတ်တယ်ကျွန်တော်ချစ်တဲ့မိန်းမတယောက်ရဲ့နာမည်ကဒါမှမဟုတ်အပုံတင်ကိုခိုးမယ်အပေါ်မှာလေးစားလို့အာယုံဆိုင်ပြီးသူ့နာမည်ကိုကျွန်တော်ခန္ဓာကိုယ်ထဲစုဆောင်းထားလိုက်မယ်ပြီးရင်သူ့ရဲ့တစိမ့်တစ်ပိုင်းကိုကျွန်တော်အပိုင်သိမ်းလိုက်မယ်အဲ့လိုဆိုဘလို့ခံစားရမှာပါလေဒီစိတ်ကဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူးကျွန်တော်ကအလစ်တော့တာတခါမှမလုပ်ဘူးတလို့အခြားတယောက်ပိုင်တဲ့အရာတစ်ခုကိုဘယ်တော့မှလည်းရအောင်ခိုးနိုင်မှာမဟုတ်ပါဘူးအဲ့အရာတစ်ခုမှာရုပ်ပိုင်းဆိုင်ရာဖြစ်တည်မှုမရှိဘူးဆိုရင်တော့ဒါကိုခိုးတာကဥပဒေကိုဆန့်ကျင်တာပဲလေဗျာအချစ်ကြီးလွန်ရင်အချီးကျန်ဆန်လွန်ရပါတယ်အဲ့ကလေးကဘရူနာရဲ့စင်ဖိုနီတွေကိုနားထောင်ဖြစ်တာရှိနာဂါဝါမြောက်ရဲ့ကိုယ်ပိုင်ဘဝအကြောင်းစဉ်းစားမိတယ်ရေပူစမ်းမြို့တည်တည်လေးကမြောက်ဦးကြီးတကောင်စုပ်ပြတ်နေတဲ့တဲခုကန်လေးရဲ့ထက်ခုမှာဆောင်းပါးလေးခြုံပြီးအိတ်ဒီမှာကိုကျွန်တော်ပုံဖော်ကြည့်မိတယ်ပြီးတာနဲ့သူနဲ့ကျွန်တော်နေရန်ကိုမှီပြီးဖီးကအတူတောက်ရင်စားခဲ့ကြတဲ့ကာကီပီမုတ်ချွတ်နဲ့ဒီချင်းငါးကြောင့်အမည်တွေကိုသတိရမိပါရဲ့အနောက်ပိုင်းခီးသောမဂ္ဂဇင်းအက်ဒီတာချောလေးကိုလည်းထပ်မတွေ့ရတော့ပါဘူးဆိုတော့သူ့နာမည်ဘာဆက်ဖြစ်သွားလဲမသိတော့ဘူးပြောပြသူ့အတွက်ဆူဆူဝါးဝါမဖြစ်ဖို့ပဲပြောလင့်မိပါတယ်တကယ်တမ်းကျသူ့မှာအပြစ်မှမရှိတာဗျာသူ့အဖြစ်ဘာတစ်ခုမှကိုမရှိတာပါကျွန်တော်တကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်ဒါပေမဲ့ခုထိလည်းရှိနာခါဝါမြောက်အကြောင်းသူ့ကိုပြောမပြနိုင်သေးပါဘူး